Amen. Hallelujah. ရာသီကောင်းမြတ်ပါတယ်ဒီနေ့မှာဒီလိုနဲ့ဒီလိုကတော့ကိုဝင်ကားတင်ပြီးတော့ဘုရားသခင်ကြီးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်ပေါ့နော်ဒီမှာတို့အတူတူကဆင်ခြင်အောင်မေ့သောမနောကပတ်တော်ကတုတ်တက်ချက်ခန်းကြီး1ခန်းငယ်33ဖြစ်ပါတယ်ငါစကားကိုနားထောင်သောသူကလုံခြုံစွာနေ၍ဘေးကိုမကြောက်ပဲငြိမ်ဝှက်လိမ့်မည် But whoever listens to me will dwell safety and will be secure without fear of evil ဘုရားသခင်စကားကိုနားထောင်ခြင်းမှာဘာတွေရှိတယ်လုံခြုံခြင်းရှိပါတယ်ကျမတို့ရဲ့တက်တာမှာလုံခြုံရေးတွေရန်ရေးကြည့်တယ်ကျမတို့သွားတဲ့နေရာဖြစ်ဖြစ်ကျမတို့နေခြင်းထိုင်ခြင်းချက်ခြင်းအနောက်မှာပေါ့နော် kitchen project တွေမှာလည်းကျမတို့သွားနေကားမှာလည်း safety first ဆိုရင် safety ကရန်ရေးကြည့်တာဖြစ်တယ်ဘုရားသခင်ကဒီနေ့ဘာပြောလဲဆိုတော့ငါစကားကိုနားထောင်ရင်းနဲ့လုံခြုံစွာနေရမယ်ကျမတို့ကောင်းကြည့်ပေးတာဖြစ်တယ်နော်ဘုရားသခင်စကားကိုကျမတို့နားထောင်လိုက်တာလေကိုလုံခြုံခြင်းရတာဖြစ်တယ်အဲ့ဒါကျမတို့ရဲ့တက်တာမှာလုံခြုံရေးချလို့မရဘူးနော်တချို့တော့အချီးကဲတွေတချို့တော့ဘယင်တွေမှာလုံခြုံရေးတွေချကြတယ်သူတို့မလာခင်မှာလုံခြုံရေးတွေသွားတဲ့နေရာမှာအရှိလုံခြုံရေးအနောက်မှာလုံခြုံရေးတွေရောအဲ့လိုချကျမတို့တက်တာမှာကျမတို့ချပေးရတဲ့မန်နီလည်းမရှိဘူးလုံလောက်တော့ကျမတို့နည်းနည်းလေးနှိပ်ကြတယ်နော်အဲ့တော့ဘုရားသခင်ကကျမတို့ကိုဒီနေ့ခွန်အားပေးနေတာဖြစ်တယ်ဒီခွန်အားကိုရအောင်ဂိုင်ဆွဲပါစတော်ဒီကိုမော်မှာဘုရားသခင်စကားတော်ကိုနားထောင်ခြင်းမှာလုံခြုံခြင်းရှိပါတယ်အဲ့ဒီခုလည်းဘုရားသခင်ကအဆုံးအသက်ကိုဘေးကိုမကြောက်ပဲညီဖို့မယ်တင်းရဲ့တက်တာမှာညီဝခြင်းတင်းရဲ့တက်တာမှာလုံခြုံခြင်းဘုရားသခင်စကားတော်ကိုနားထောင်ရင်တင်းကိုဘုရားသခင်ကကောင်းချီးပေးမှာဖြစ်တယ်ဘေးလို့ပြောရင်ကိုရိုနာဘေးကျမတို့ဒီနေ့ဒီရက်တိုင်မတရက်ခွင့်ပေးရဘုရားခင်ကျေးဇူးတော်ကိုရိုနာမှာလူတွေပေါင်းများများဆိုတည်ဆုံးသွားတယ်ဒါပေမဲ့ဘုရားခင်ကကျမတို့ဒီနေရာမှာမတရက်ခွင့်ပေးပြီးတော့ဘုရားခင်ကျေးဇူးတော်ကိုချီးမွမ်းခွင့်ပေးတယ်သင်တို့ကလည်းဘုရားခင်ကသင်တို့မိသားစုရှိမှသင်တို့မိသားစုမျိုးဆက်တွေနဲ့အတူတူရပ်တည်ခွင့်ပေးတယ်အသက်ရှင်ခွင့်ပေးတယ်ကြီးမားသောကျေးဇူးတော်ဖြစ်တယ်ဘုရားခင်ကသင်တို့ကိုဒီနေ့ဒီလုံခြုံစွာစောင့်ရှောက်နေခြင်းဖြစ်တယ်သင်တို့ရဲ့အသက်တာမှာဘာလုပ်ကြမလဲဆိုတော့ဘုရားခင်စကားတော်ကိုနားထောင်ပါနှုတ်ကပတ်တော်တစ်ပိုက်ကိုဖတ်ရင်ဖတ်တဲ့အတိုင်းကိုရှင်းကျင်ပါအောင်းမေးပါနှုတ်ကပတ်တော်ကိုကျင့်ပြီးတော့စောင့်ရှောက်ပါလို့ကျွန်တော်ခေါ်အားပေးချင်တာပေါ့နော်ဘေးကိုလည်းမကြောက်ရဘူးသင်ရဲ့အသက်တာမှာငြိမ်ဝှက်ခြင်းသင်ရဲ့အသက်တာမှာလုံခြုံခြင်းလုံခြုံရေးချပေးမယ်တဲ့ဘုရားသခင်ကကောင်းကင်တမန်တွေလုံခြုံရေးချမယ်ဓမ္မဟောင်းကျမ်းမှာအေလိရှဲကိုပေါ့နော်အေလိရှဲကိုရှမာရိဘယင်ကလာပြီးတော့သူလာတိုက်ခုလာတဲ့အချိန်မှာအေလိရှဲကြုံကပြောသူတို့ကညအိတ်နေတဲ့အချိန်သူတို့ညမှာရန်သူရလာဝိုင်းလိုက်အဲ့ဒီဇလန်နေနဲ့ရှိရပေါ့နော်အဲ့မှာအေလိရှဲကရန်သူရလာကျွန်မအရင်ပြောတယ်လို့နော်ရန်သူရလာဝိုင်းလိုက်တော့အေလိရှဲကကြုံလေးကမနေ့ကျတော့ထားချင်အော်ဆရာပေါ့နော် Elijah the man of God လို့ရေးတာhis servant နော်အဲ့တော့သူကြုံလေးကပတ်ချီဟောကိုဖျားလူပေါ့နော်ဆရာကြီးပေါ့နော်ဒီမှာရန်သူတွေဝိုင်းနေပြီအဲ့ဒါအဲ့ဒီရှယ်ခါပြီးတော့ကြည့်ပြီးတော့သူတို့မရှိသူတို့ကအလုံးရင်းနေနော်ရန်သူတွေဒီလောက်အများကြီးလာချတာသူကသွားပြီပေါ့အဲ့ကြော်ရတော့ငါတို့သွားပြီအဲ့လိုတက်ကြဲတိုင်းမှာမဟုတ်ဘူးသူထင်အဲ့ကျအဲ့ဒီရှယ်ကသူတို့မရှိရလူတွေထဲငါဘက်မရှိရလူများနေရှိတာသူနဲ့သူဂျိုနဲ့အမပေါ့နော် prophet တွေနည်းနည်းမှရှိတယ်ပေါ့နော်သူတို့နဲ့ဒါပေမဲ့တကယ်ကျမတို့မျက်စိနဲ့ကြည့်မယ်ဆိုရင်ဟိုဘက်မှာတန်းနဲ့ချီတောင်းနဲ့ချီကိုများနေဒါပေမဲ့အေလိရှဲပြောတယ်ငါဘက်ကလူတွေကပုံများတယ်အဲ့ချိန်မှာသူကအေလိရှဲဆူတောင်းတယ်သူ့ရဲ့မျက်စိကိုဖွင့်ပါတဲ့ကျွန်းရဲ့မျက်စိကိုဖွင့်ပြီးဘုရားခင်ဆိုတော့ဘုရားခင်ကအဲ့ကျွန်းမျက်စိကိုဖွင့်လိုက်တော့အေလိရှဲဘက်မှာပေါ့နော်မြင်းရထားရောမြင်းစီသူရဲ့ရောဘုရားခင်ကအေလိရှဲပတ်လည်းမှာထားတာတဲ့အဲ့လိုမျိုးအဲ့နှုတ်ကပတ်တော်လေးအရင်ကွာရတယ်နော်လုံခြုံခြင်းနဲ့ပတ်သက်ပြီးတော့ပြောနေနေအဲ့နှုတ်ကပတ်တော်လေးသတိရလို့ပါလို့နော်ဘုရားသခင်ကအဲ့ဒီအေလိရှဲကိုကာကွယ်ပြီးတဲ့လုံခြုံရေးချပေးတာပေါ့နော်သူလူမျက်စိအပြင်ကြည့်ရင်တော့ရန်သူကရန်အားကြီးနေဒါမဲ့ဘုရားသခင်ရဲ့မျက်စိဉာဏ်မျက်စိဖွင့်ခြင်းအပြင်ကြည့်ရင်ကျမတို့ဘက်ကလုံခြုံရေးပိုများပါတယ်လို့ဘုရားစတိုင်းကိုခေါ်အားပေးခြင်းပါတယ်။ဇာနာတူရောက်စတိုင်းမှာဘုရားသခင်ကောင်းချီးပေးပါစေ။